ကိုလည်းတနာပါအောင်နာကျင်စီမန်းတည့်ရက်နဲ့မပြတ်မသားနဲ့ဆက်ပြီးစုပ်ကင်ထားတာမပင်ပန်းဘူးလားဒဏ်ရာဒဏ်ချက်တွေကဘလောက်များခဲ့ရပြီလဲစိတ်မနာတတ်လို့များလားခန္ဓာရည်ပဲတိတ်ရှိလို့နေတာလားတခါတလေကြပြန်တော့လေကိုမှန်းနေကြည့်ပြီးဘလောက်တနာစရာကောင်းနေလဲဆိုတာပြန်ကြည့်ပါအောင်အပေါ်ယံတွေကိုအတီကြီးတွေထင်ပြီးအနာဂတ်တွေအထိစိတ်ကူးတွေထိုင်ရင်နေခဲ့မိတာတွေလိုချင်တာရှိလို့ပြုံးရီပြနေတာကိုလိုအပ်နေလုံးတယ်လို့အပေါ်တွေတွေးထင်နေခဲ့မိတာတွေကုံပြောရရင်ကိုလှည့်စားနေတာကိုအချစ်စင်လို့ခေါင်းစဉ်တက်မိတာတွေတေချာပြန်စဉ်းစားကြည့်ပါဦးတဖန်ပြန်ပြီးကိုလည်းတနာပါအောင်ကိုမရှိရင်ဘလို့များနေမလဲလို့တွေးခဲ့သလိုဘသူကမှကိုဘလောက်များပင်ပန်းနေမလဲလို့မတွေးခဲ့ကြပါဘူးကိုအတွက်ကိုယ်တိုင်ပဲပြန်လှည့်ကြည့်ရမှာလေကိုလဲကြတဲ့အခါဘသူများရှိလို့လဲကိုယ်တိုင်ပဲပြန်ရုံးထားရမှာလေမဟုတ်ဘူးလားတစ်စိမ်တစ်ခါတည်းပါတခြားသူဘဝတွေကိုပဲစာနာပြီးတခြားသူတယောက်ကိုပဲနားလည်ဖို့ကြိုးစားရင်းနဲ့အချိန်တွေအများကြီးမဖြုံးမိပါစေနဲ့ကိုယ်တိုင်လည်းမိကုံးလေးတစ်ခုမေးကြည့်ပါငါရောတကယ်ပျော်နေရဲ့လားဆိုတဲ့မိကုံးမျိုးပေါ့ရှင်ရော